ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်းလေးကြောင်းကိုအရင်မှတ်ရနော်ဣမသမိန်တတိဣရံဟောတိတဲ့နံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့အမှန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတယ်တစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိအခုကြည့်တရားစစ်မီးရှိနေသမျှကာလပတ်လုံးအလင်းရောင်ရှိတရားစစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းရှိဘူးဆိုရင်အောက်ကမြေမှာထိုင်းနေလို့မှမရဘူးလေဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆသမုပ္ပါဒ်ကိုတို့ချုပ်ပြောတဲ့ဟာအကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိဣမတဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမသမိန်အတတိဣဒံနာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတနေရောဓဣဒံနေရုစတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆသမုပ္ပါဒ်ဆိုတာချင်းညို့အဖြစ်ဒါပဲဒီအကြောင်းလေးခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာခြုံငိမ့်သွားလို့ရှိရင်သင်္ခါရခြုံငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာချုပ်ပဲနော်ကဲပရိစ္ဆသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်ရှုမြင်သုံးသပ်တတ်ဖို့ပြောရမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာဘာလဲလို့ဆိုစာလို့ပြီးလို့ပြောနေရင်ခက်နေလို့ဆိုတော့မခက်အောင်ဘယ်လိုပြောမလဲဆိုလုံးတဲ့နာနဲ့မလုံးတဲ့နာမသိတာအဝိဇ္ဇာနော်ဘဝမှာကိုယ့်ကိုယ်များလုံးတဲ့နာကိုလုံးတဲ့တယ်လို့မလုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ဒီလိုသိတယ်လို့မအောင်မိတ်နော်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်တယ်လုံးတဲ့နာကြတော့မလုံးတဲ့ဘူးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်လုံးတဲ့နာကိုမလုံးဖဲနေတယ်မလုံးတဲ့နာကြတော့လုံးပြီးတယ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာဘာလို့ဆိုအဝိဇ္ဇာစာလို့ပြောမယ်ဆိုရင်အမှန်တရား၄ခုကိုမသိတာအဝိဇ္ဇာဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းတရားကိုမသိဘူးဒုက္ခချုပ်ငြိမ်းမှုကိုမသိဘူးဒုက္ခချုပ်ငြိမ်းရာနိလန်းကိုမသိဘူးဆိုတာဓမ္မတိခြင်းလေးခုဒါကသိပညာရှုထောင့်ကနေပြောမယ်ဆိုရင်လူတယောက်ယောဂဖြစ်ယောဂကိုမသိဘူးဒုက္ခကိုမသိတာနဲ့ယောဂမသိတာအတူတူပဲဒီယောဂဘာကြောင့်ဖြစ်တယ်လို့မသိတာနဲ့ဒုက္ခသမုဒယကိုမသိတာအတူတူပဲဒီယောဂပျောက်မှုကိုမသိတာဒုက္ခនិရောဓမသိတာနဲ့အတူတူပဲပျောက်မဲ့ဆေးဝါးနိလန်းကိုမသိတာဒုက္ခនិရောဓဂါမိနိမသိတာနဲ့အတူတူပဲဒီလိုဆိုလို့တာနော်အင်တာမမြတ်စွာဘုရားဟောတဲ့တရားလူသားတွေအတွက်အင်တာမရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်ညာတော့အဖြစ်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါသနာကြီးကရှိတယ်ငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေသည့်အတွက်ကြောင့်
ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာလွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလဲလှုပ်တာပဲမကောင်းတာလဲလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာကသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်ရစဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာအတိစိတ်တွေတရေစိတ်တွေကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ယုတ်တိနာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံဟောယုတ်တိနာတွေယုတ်တိနာတွေကကြီးထွားလာတဲ့အခါကျတော့ယုတ်နံတွေပါလာပြီဆိုတော့ယုတ်နံတွေကြီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာနာမရူပပစ္စယတလာရဲ့ဆက်သွယ်ရေးအင်္ဂါရက်ဘယ်နှခုရှိတုံးဆို6ခုရှိစာလုံးမမှတ်တတ်ရင်ကိုယ်မြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာယတနာလို့ခေါ်တယ်ယုံနာနေထဲမှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်လဲမျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာနှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်ဟောပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာယရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံနော်လျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိတွေ့အသိစိတ်နဲ့သိเสียအာယုန်ဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုန်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တပစ္စယဝေဒနာဒါကိုစဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုန်နဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာကောင်းတဲ့အာယုန်လေးတွေ့လိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုန်ပေါ်လာလို့ရှိရင်စိတ်ကမပျော်ဟောစိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုန်တွေ့ရင်လည်းဘာမှမဖြစ်ဘူးဟာကြုံနေကြအာယုန်ကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဟောဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာတာဒါလူသဘာဝတရားတွေမှန်တယ်ညဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးတရားတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကနော်တရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိဏ္ဍီရလာတယ်ယုတ်တိဏ္ဍီရလာတဲ့အခါမှာဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုကြိုက်တာလေးတွေးလို့ရှိရင်ထပ်လို့ခြင်းလားရခြင်းလားတဲ့နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာစိုက်တဲ့အာယုန်လေးကြထပ်လိုခြင်းလားလိုခြင်းလာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေဘုရားရင်မနေနိုင်တဲ့အနေထားမျိုးရောက်လာဟောဒီအပိုင်းတွေကြတော့ဒီတရားတွေမှာဒီဖတ်တပစ္စယဝေဒနာဆိုတဲ့အဆင့်ကလေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒံထိအောင်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘဝတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာပြန်တယ်ပေါ့